မိဘစကားဆိုတာတစ်နှစ်နဲ့မပြောနဲ့ဘယ်တော့မှမမေ့ရဘူးလို့ဒီလိုမှတ်ကြတစ်နှစ်တောင်ကြာပြီကွာဘယ်နဲ့ပါလဲအခုချိန်ဒီမှတ်ရနေတော့လားလို့ဒီလိုပြောရင်လေပြောရင်ပြောပါစေငါတို့ကတော့အမှတ်ရတယ်ဟေးအမှတ်ရလို့ကောင်းမှုပြုတယ်ဟေးလို့ဒီလိုသာဂုဏ်ယူပြီးပြောကြဝိသနောအိန္ဒိယမှာပညာသင်တော့အင်္ဂလိပ်စာသင်တန်းတက်ခါသင်တန်းသားသင်တန်းစုခန်းတစ်ခန်းမှာ25ယောက်ဗမာပြည်ရဲ့ဦးစင်းနဲ့ဥပညောဘာသာဆိုဘုန်းကြီး2ပါးတဲ့ကျန်တာတွေအီရန်တို့အီရက်တို့အရှေ့လေပိုင်းကကျောင်းသူကျောင်းသားတွေများအဲ့ဆရာမသင်တဲ့ဆရာမကသူအိမ်တော်မြုပ်ပြီးဟန်နီမူထွက်တဲ့ကဒီဗမာပြည်ကိုလာတာတဲ့ဦးစင်းကဘယ်နိုင်ငံကလဲမေးဗမာပြည်ကနာမည်ဘယ်လိုခေါ်တယ်လဲဆိုတော့ဘောထဲမှာဝိုက်ပုတ်မှာတက်ရေးဆိုဦးစင်းကိုနာမည်လေးကိုတက်ရေးပြတော့အိန္ဒာကရိယာတဲ့ဒီလိုပေါင်းဖတ်တယ်အိန္ဒာစရိယာအိန္ဒာကရိယာသူတို့နိုင်ငံ9ယောက်ကူးတယ်တဲ့သူတို့ကဒါဖုန်းကြီးတွေတဲ့သူတို့လိုပုံစံမျိုးတွေကဗမာပြည်မှာအိမ်တော်မပြုတ်ရဘူးတဲ့အဲ့ဆရာမဒီလိုပြောအဲ့လိုပြောတဲ့အခါဘာဖြစ်လို့မေးလိုက်တော့ကျောင်းသူကျောင်းသားတွေအားလုံးကအံ့ဩကြအတန်းပြီးတော့မေးတယ်ဟုတ်လားမင်းတို့အိမ်တော်မပြုတ်ရဘူးဟုတ်တယ်ဘာဖြစ်လို့မပြုတ်တို့ဖះမပြုတ်နဲ့ဆိုလို့မပြုတ်ရဒီဝိနဲ့နေဖះကမပြုတ်နဲ့ဆိုလို့တို့မပြုတ်အဲ့ဒီဖះကူပဲပဲပြိဋိဘဆန်တော့ပြိဋိဘဆန်တယ်ဆိုတော့ဘာပြောသေတာပြောဘယ်လောက်ကြာပြီတော့နဲ့သေတာနှစ်ပေါင်း2500ကျော်ပြီအမလီနှစ်ပေါင်း2500ကျော်ကပြောခဲ့တဲ့စကားကြီးအခုချိန်ထိလိုက်နာတာအံ့ဩလို့မဆုံးဘူးတဲ့သူတို့ကဒီလိုပြောအဲ့တော့ဦးဇင်းတို့တွေနှစ်ပေါင်း2500ဖယားစကားကိုလိုက်နာလို့လဲဦးဇင်းတို့သာသနာတော်ကြီးဟာခဏထီအောင်တည်တတ်တာမလားမြတ်စွာဘုရားဆုံးမတဲ့စကားတွေဖယားမရှိတော့ဘူးဆိုပြီးမလိုက်နာပဲပြစ်ထားရင်ဖယားစကားတွေနားမထောင်ပဲပြစ်ထားရင်သာသနာခဏကွဲပြီပေါ့ဗျာဟုတ်လားအေးဖယားစကားလိုက်နာနေစ၍သာသနာမကွဲဘူးမိဘစကားကိုနားထောင်နေတဲ့သားသမီးတွေအတွက်မိဘဆိုတာသေတယ်မရှိဘူးဒါပြောချင်တာပါဟုတ်ပြီလားမိဘနှစ်ပါးတော့ရှိတယ်ရှိနေတာလကားပဲပြောစကားနားမထောင်ဘူးဆိုမိဘနှစ်ပါးကသေနေတာနဲ့တူတူပဲမိဘနှစ်ပါးကတော့မရှိဘူးအဖေအမေမရှိဘူးဒါပေမဲ့လို့အမေစကားနားတဲ့ကကိုမထွက်ဘူးအမေစကားအမြဲတမ်းနားထောင်နေတယ်ဟာအမေစကားလေးကိုအမြဲတမ်းကြားရောက်နေတယ်ဆိုတော့သားသမီးတွေအတွက်အမေဟာဘယ်တော့မှမသေးဘူးလို့ဒီလိုမှတ်ကြပါဟုတ်ပြီလားအဲ့ဒါကိုအမေစကားနားမှာကြားတော့အမှားလေးတွေနဲလာတယ်အမေစကားစံသာနာခံတော့အမှန်လေးတွေများလာတယ်အမေစကားလုံးနှုတ်မှသုံးတော့အမုန်းဆိုတာတွေပါသွားတယ်ခန္ဓာပြက်ပြုတ်အမေဆုံးလဲချိုပြုတ်မြစ်တာအမေစေရနာတွေဘယ်ခါမမေ့သားပျော်မွေ့ဘယ်ခါမမေ့သမီးပျော်မွေ့တယ်ဩဘယ်မှာအမေသေးလို့လဲအမေစကားကြားအမေစကားနားတဲ့ထားတဲ့သားသမီးအတွက်အမေဆိုတာမသေးဘူးတဲ့ဒီလိုပြောတဲ့ကြပြားလေးပေါ့ဗျာဟုတ်လားအေးအဲ့တော့ခဏပြောချင်တာကတော့သံဃာကြီးတော်တောင်းကြီးရဲ့သားတွေသမီးတွေမိဘမရှိပင်မရှိ냐တော့လည်းပဲအမေမရှိပင်မရှိ냐တော့လည်းအမေစကားနားတဲ့ထားနေသေးပြီငါတို့မိဘဟာအမြဲတမ်းရှိတယ်လို့ဒီလိုလေးအာယုပြုထားကြပါနော်ခဏမိဘမေဖြစ်သူတော်ကမာကြီးကလည်းဦးဇင်းတို့ရဲ့တကယ်ဦးဇင်းရဲ့ပါရမီဖြည့်ပဲဦးဇင်းပေါ်မှာအခုလိုဘဝရောက်အောင်အများကြီးပံ့ပိုးပေးခဲ့2003ခုနှစ်ကတည်းကဒကမာကြီးတွေနဲ့ရင်းနှီးတယ်ခု2023ဆိုတော့နှစ်ပေါင်း20ရှိသွားနှစ်ပေါင်း20တိတိဦးဇင်းရဲ့လိုအပ်ချက်တွေအိန္ဒိယသွားတော့ကဆိုလည်းပဲဦးဇင်းအိန္ဒိယသွားဖို့ပညာသင်စိတ်တွေမန္တလေးမှာသာသနာပြုမယ်ဆိုတော့လည်းပဲကျောင်းမြေကစပြီးတော့အခုကျောင်းတွေဆောက်လို့လူရန်နာတွေဒီကောင်းမှုတွေအများကြီးလုပ်ပြီးတော့ထားခဲ့တဲ့ဒကမာကြီးဆိုတော့သူ့ရဲ့လာရဂတိကတော့ပြောစရာမရှိအောင်ကောင်းလိမ့်မယ်လို့ဦးဇင်းတို့ယုံကြည်ပါလေဒါပေမဲ့လို့ကိုကတာဝန်ရှိသည့်အားလျော်စွာပေါ့သူကောင်းရသူဂတိရောက်သွားရင်လေဒီကောင်းမှုဟာကိုယ့်အတွက်ပဲလကားမဖြစ်ဘူးဟုတ်လားနတ်ပြည်ကနေတကယ်လို့ကြည်နေမယ်ဆိုရင် तू ဝမ်းသာမှာပဲဩငါရဲ့အဆွေတွေမျိုးတွေသားတွေသမီးတွေငါ့ကိုချစ်ကြသားခင်ကြသားပဲဆိုပြီးတော့ तू တာဓုခေါ်ရင်နတ်ပြည်မှာလည်းပဲတာမန်နတ်ကဖြစ်တယ်ဆိုရင်ထူးခြားတဲ့နတ်ဖြစ်မှာပေါ့ဟုတ်လားဒီလိုကုသိုလ်မျိုးဆိုတာဘယ်ဘဝကနေလိုချင်ကြရချင်ကြသိရင်ဝမ်းမြောက်ကြတာကြည့်ပါ
အဲ့တော့ခဏသွားလို့သူတို့ကြည်မှတ်ပြီးပြုကြတဲ့ဒီကောင်းမှုပြုတဲ့ပွဲမှာဦးဇင်းကဗာလေးပြောပြခြင်းတယ်လဲမေးလိုက်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်ကကောသလမင်းကြီးကနတ်ရင်ပြင်ပေါ်လေသာပြတင်းလေးဖွင့်ပြီးတော့လမ်းတော်လမ်းလာတွေကြည်ပြီးတော့နေနေစိတ်ကူးလေးရင်လာအတွေးလေးတစ်ခုပေါ်လာတွေးလေးတစ်ခုပေါ်လာတုံးလေးမှာသူ့နားလေးကိုမန္လိကာမိဖုရားကရောက်လာသူ့အတွေးနဲ့လည်းတထက်တည်းကြနေတာနဲ့မန္လိကာမိဖုရားကိုမေးတာလေအဲ့ဒီခေါ်တယ်မန္လိကေကောစင်ညောအတ္တနာပိယတရောမန္လိကေလောကကြီးထဲမှာညီဘယ်သူကိုအချစ်ဆုံးလဲလို့ဒီလိုမေးတာဘာဖြစ်လို့ဒီလိုမေးတယ်လဲမေးလိုက်တော့မန္လိကာဆိုတာကမိဖုရားမဖြစ်ခင်ကမန္လိကာကပန်းရောင်းစားပန်းလေးတွေခုပြီးတော့ရောင်းမနေ့စောစောရောင်းပြီးတော့ရောင်းလို့ရတဲ့ပတ်စံလေးနဲ့မနေ့စာစားမယ်ဆိုပြီးတော့လမ်းဘေးကမုံပြစ်တဲ့လက်မျိုးလေးတွေမုံပေါင်းလေးတွေဝယ်ပြီးတော့ချင်းလေးတွေထည့်ပြီးတော့ပြန်လာအပြန်လမ်းမှာဖယားစွန်းကန်ကြွလာတာတွေ့တော့ဖယားတဲ့တန်ဃာတွေကြည်ညိုလွန်းလို့သူ့လူဝဲကိုထုကြည့်လိုက်တဲ့ကဘာလူစရာရှိလဲဆိုတော့ဒီချင်းတွေကမုံလေးရှိဒီမုံကလည်းလမ်းဘေးကမုံချမ်းလေးငါအတွက်တော့နတ်သုဒ္ဓရာများကောင်းပေမဲ့လို့ဖယားနဲ့ရှင်လိုက်တော့ဒီမုံလေးဟာလွန်ညံ့တယ်ဖယားလိုပုဂ္ဂိုလ်ဆိုတာဝိသကနာတပိတကယ်ချမ်းသာတဲ့တထေးကြီးတွေတထေးမကြီးတွေကိုးကွယ်ကြကောသလတို့ဗိမိတာရတို့တကယ်ဘယင်ကြီးတွေကိုးကွယ်ကြတဲ့ဖယားဟာဒီလိုမုံချမ်းနဲ့တော့မတန်ပါဘူးလေဆိုပြီးတော့တရားတရားရှိတော်လဲပဲသူ့မုံလေးကိုမလှူရက်ဘူးဒီလိုဖြစ်သွားတာမလှူရဲဘူးပေါ့မလှူရက်တာလေနောက်တက်ကလှူခြင်းစိတ်တွေထပ်ပေါက်တယ်ဒီစိတ်လေးပြန်ဝင်တယ်၃ချိန်၃ခါမြောက်ကြတော့သူတွေးလိုက်တယ်အလှူကမှငါတောင်းဖုံးပေးတာမပေးတာကသူ့တောင်းလှူကိုလှူမယ်ငါတရားတရားမတားနိုင်တော့ဘူးဆိုပြီးတော့တရားတရားကောင်းကောင်းနဲ့အဲ့မှာမြတ်စွာဘုရားကိုမုံပေါင်းလေးတွေလှူတာဗျာဒီကလေးမလေးတရားတရားကောင်းမှန်းသိတော့မြတ်စွာဘုရားကလည်းအာနန္ဒာကိုပြောတယ်အာနန္ဒာအနိနာတနေရာမှာငါထိုင်ဖို့ခင်းလိုက်ဆိုတော့ရှင်အာနန္ဒာကနှစ်ထပ်သင်္ကန်း၄ခေါက်ခောက်ပြီးခင်းပြီအဲ့ဒီပေါ်မှာထိုင်ပြီးတော့မြတ်စွာဘုရားကအဲ့ဒီမုံကိုအဲ့ဒီလမ်းဘေးမှာထိုင်ပြီးတော့ဖုံးပေးလိုက်တာလှူလိုက်တဲ့အချိန်မှာသူလှူတဲ့မုံကိုလက်ခံကြဲကိုကကြက်သိန်းတွေထားလို့ပီတိတွေတအားဖြစ်နေတာအလှူခံပြီးတော့စားရင်မှစားမှာပါဆိုတဲ့အတွေးလေးဝင်ရင်ဝင်မှာပေါ့အဲ့ဒီဝင်လာတဲ့အတွေးလေးကိုလည်းပြေပြောက်သွားရလေအောင်မြတ်စွာဘုရားကလမ်းဘေးမှာထိုင်ပြီးတော့ချက်ချင်းဖုံးပေးပြပို့ပြီးတော့အဲ့မှာကြည်ညိုစိတ်တွေတဖွာဖွာပို့ဖြစ်တယ်ဟဲ့ငါကငတ်မုံကိုလှူခံပဲထင်မထားဘူးခုလှူခံတယ်အလှူခံရင်တော့ခံမယ်ဖုံးပေးမှပေးမယ်အခုဖုံးပေးတယ်အံ့ဩစရာကောင်းလိုက်တာဆိုလက်အုပ်ချီပြီးတော့မြတ်စွာဘုရားဖုံးပေးပြီးတည်တယ်အောင်အဲ့ဒီကလေးမလေးလည်းလက်အုပ်ချီပြီးတော့မြတ်စွာဘုရားကိုကြည်ညိုနေတာနောက်ဆုံးမြတ်စွာဘုရားကပြုံးပြတော့ရှင်အာနန္ဒာကမေးတယ်မြတ်စွာဘုရားဘယ်ကြောင့်ထူကိစ္စရှိလို့ပြုံးတော်မူပါသလဲဆိုတော့ဒီကလေးမလေးရဲ့တရားတရားဟာအင်မတန်မှထက်သန်တယ်လူဝဲပစ္စည်းကလည်းမွန်မြတ်တယ်နောက်တကတရားတရားကလည်းထက်သန်တယ်အဲဒါကြောင့်ဒီကလေးမလေးရဲ့အကျိုးကျေးဇူးဟာခဏချက်ချင်းအကျိုးပေးလိမ့်မယ်မြတ်စွာဘုရားဒီလိုပြောအဲ့ဒီနေ့တည်းမဲ့ကလေးမလေးဘာဖြစ်တော့မေးလိုက်တော့ဇာတတတ်နဲ့စစ်တိုက်ပြီးတော့ရှုံပြီးထွက်ပြေးလာတဲ့ဒီကောသလဘယင်ကမြင်းလေးနဲ့တယောက်တည်းလာရင်းနဲ့သူတို့ပန်းဥယျင်နဲ့ဝင်လာတော့တာမန်လူထင်ပြီးကလေးမလေးကကြာကြာနာနာရိုးသေးသေးပြုစုပေးလိုက်တာအရင်တရာရေလိုသားတောက်ပါရှင်ဒီမှာထိုင်ပါရှင်ဒီမှာနားပါရှင်ဘာစားခြင်းတည်းပြောပါရှင်ကျမတို့ရှိတာဒါလေးတော့ရှိပါတယ်စားပါရှင်ဆိုတော့ဘယင်ကြီးကိုဘယင်ကြီးသိလို့ဆိုတာတဲ့လူတယောက်ကိုပြုရမဲ့ဝတ္တရားရှိသည့်အားလျော်စွာပြုစုပေးလိုက်တော့ဘယင်ကြီးကသဘောကျလို့အဲ့ဒီကလေးမလေးအဲ့ဒီနေ့မှတည်းခေါ်ပြီးတော့ပါလို့တော့မိဖုရားမြောက်တာဟုတ်လားတရားတရားရဲ့စွန့်ရည်တတ္တိလို့ဒီလိုပြောလို့ရတယ်လှူတာကတော်ကောင်းလေးပါလေတော့မုံပေါင်းလေးလှူတာမုံချမ်းလေးပေါ့နော်ဒါပေမဲ့တရားတရားကတားကြီးနေတဲ့အတွက်ဒါကြောင့်သူ့ရဲ့အလှူသည်လမ်းဘေးမှာလှူတဲ့အလှူဖြစ်တော်လဲဒီအလှူကဘာကြီးလူကြီးဖြစ်သွားလို့အလှူကြီးဖြစ်သွားတာဟုတ်ပြီလားအဲ့တော့အလှသေးတယ်ကြီးတယ်ဆိုတာဘာနဲ့တိုင်းတယ်လဲမေးတော်ကောင်းတို့တွေစေတနာနဲ့တိုင်းတာဘာနဲ့တိုင်းလဲ
ပစ္စည်းဥထုတွေများတော်လဲစေတနာသေးရင်ဘာသေးတော့အလူသေးပဲပစ္စည်းဥထုသေးတော်လဲစေတနာကြီးရင်ဘာကြီးသွားလဲအလူကြီးသွားတာကိုယ်တို့ဇတ်တော်နိဗ္ဗာန်တော်တွေမှာပန်းလေးတစ်ပွင့်ကတ်တာနဲ့ရေချမ်းလေးတစ်ခွက်ကတ်တာနဲ့90တကဘာအပေမကြဘူးဆိုတော့ဇတ်တော်နိဗ္ဗာန်တော်တွေအများကြီးရှိတယ်ဟုတ်လားရေချမ်းလေးတစ်ခွက်နဲ့90တကဘာအပေမကြဘူးဆိုရင်လူပွဲဝတ္ထုကသေးသေးလေး90တကဘာတိုင်အောင်ပေမကြနိုင်အောင်တားထားတာဒီတခြားမဟုတ်ဘူးတော်ကောင်းနေအဲ့ဒီရေချမ်းပေါ်မှာလှူတဲ့ပေါ်မှာထားတဲ့စေတနာဟုတ်ပြီလားစေတနာကြီးလို့ရေချမ်းလေးတစ်ခွက်ကလည်းဘာဖြစ်သွားတော့အလူကြီးဖြစ်သွားပန်းလေးတစ်ပွင့်ကလည်းအလူကြီးဖြစ်သွားတယ်အခုလည်းပဲဒီတိုင်းမှာပဲမန္လိကာမြို့သမီးလေးမြတ်စွာဘုရားကိုနည်းငယ်သောကြမ်းထမ်းသောမုံလေးကိုလှူရပေမဲ့လို့စေတနာကတအားကြီးတော့အလူကြီးဖြစ်ပြီးတော့အဲ့ဒီစေတနာရဲ့တတ္တိကအကျိုးပေးလိုက်တာနေချင်းညာပြင်အဲ့ဒါမိဖုရားဖြစ်တာမိဖုရားဖြစ်တာမှရိုးရိုးမဟုတ်ဘူးဗျာဘယင်ကြီးရဲ့လွဲချော်နေတာတွေကိုလည်းတက်မှတ်ပေးနိုင်ခဲ့တယ်အများကြီးအဲ့တော့ဉာဏ်ရှိလိုက်တာပညာရှိလိုက်တာဆိုဒီမျိုးသမီးကိုလူတိုင်းကချီးမွမ်းလာကြလူတိုင်းကချီးမွမ်းလာတဲ့အခါကျတော့ကောသလဘုရင်ဘာစိတ်ဝင်တယ်လဲမေးလိုက်တော့ဩဒီကလေးမှအခုလိုနာမည်ကြီးရတာလူတိုင်းကချီးမွမ်းကြတာတခြားကြောင့်မဟုတ်ဘူးငါကြောင့်ငါကသာမိဖုရားမမြောက်ခဲ့ရင်သူခုလိုလူတိုင်းကချီးမွမ်းခံရစရာအကြောင်းမရှိဘူးငါမိဖုရားမြောက်လို့သာသူဒီလိုဘဝရောက်တာဒီလိုဘဝရောက်လို့လဲသူဒီလိုချင်ပေါ်ပြီးကြော်ကြလာတာအဲကြောင့်သူ့ကိုမေးရင်ဘယ်သူကိုအချစ်ဆုံးလဲလို့မေးရင်ငါကလွဲလို့တခြားသူအချစ်ဆုံးလို့ဖြေစရာအကြောင်းမရှိဘူးလို့ကောသလကဒီလိုအထင်နဲ့မေးတာတဲ့ဗျာဟုတ်ပြီလားအဋ္ဌိနုခောတေမန္လိကေကောစင်ညောအတ္တနာပိယတရောမန္လိကေဒီလောကကြီးမှာမင်းဘယ်သူကိုချစ်ဆုံးလဲနတ္ထိခောမေမဟာရာဇကောစင်ညောအတ္တနာပိယတရောတဲ့မန္လိကပြန်ဖြေတဲ့စကားဘုရင်ကြီးတဲ့ကျမကလွယ်လို့ကတော့ကျမကတော့ကိုပဲအချစ်ဆုံးကိုကလွယ်လို့ဘယ်သူမှမချစ်ဘူးဟုတ်ပြီလားကိုပဲချစ်ဆုံးတယ်တော်ကောင်းတွေဖြေတာမမှန်ဘူးလားမှန်တာပေါ့လောကကြီးထဲမှာလူတွေကြည့်လိုက်ရင်ကိုချစ်ဆုံးကိုချစ်ဆုံးပဲလို့ပြောလိုက်တော့ဟာဘင်းကြီးမှန်းချက်နဲ့နှံ့တော့မကြိုက်ဘူးဘင်းကြီးကိုချစ်ဆုံးမှာကိုချစ်ဆုံးမှာဒီလိုဖြေစီချင်တာဒီလိုမဖြေဘဲနဲ့ဟောသူ့ကိုသူပဲချစ်ဆုံးလို့ဖြေလိုက်တော့ငါမြပြန်မေးရင်ဒုက္ခထင်ထားတဲ့ဟောပြန်ပြီးတယ်ဘယင်ကြီးရောဘယ်သူကိုချစ်ဆုံးလဲငါလဲငါကိုငါချစ်ဆုံးပါပဲလို့ဒီလိုပြန်ဖြေတဲ့ဗျာအဲ့ဒါညအိယာဝင်နှစ်ခုပေါ်လက်တင်ပြီးတော့ဘယင်ကြီးစဉ်းစားမိဖုရားကပညာရှိတယ်လို့နာမည်ကြီးတယ်အတွေးခေါ်ကောင်းတယ်လို့နာမည်ကြီးတယ်ငါကိုချစ်လိုက်မယ်လို့ငါကိုချစ်ဆုံးလို့ဖြေလိုက်မယ်ထင်လို့ငါမေးလိုက်တာငါကိုမဖြေဘဲနဲ့သူ့ကိုယ်သူချစ်ဆုံးလို့သူဖြေသွားတယ်လောကကြီးတဲ့ကြီးလိုက်တဲ့ခါလဲဟုတ်တာပဲစီဝါရှာနေကြတယ်ဆိုတော့လေသူများအတွက်ဆိုတာတဲ့ဘု து အတွက်တို့ကိုယ့်အတွက်ပညာရှာကြတယ်ဆိုတော့လေသူများအတွက်ဆိုတာတဲ့ဘု து အတွက်တို့ကိုယ့်အတွက်တရားအထုတ်ပြီးတရားရှာကြတယ်ဆိုတဲ့လူတွေကလည်းသူများအတွက်ဆိုတာတဲ့ဘု து အတွက်တို့ကိုယ့်အတွက်ကိုရှာကြတာများတာပဲဟုတ်လားကိုယ့်အတွက်ကိုရှာကြတာမှန်လိုက်တာသူဖြေတာမှန်လိုက်တာဒါပေမဲ့တခုတော့ရှိတယ်တဲ့ကိုအချစ်ဆုံးမှာပဲပြောပြီးတော့ခန္ဓာကိုယ်နဲ့ဒုစရိုက်တွေလုံးမယ်ပါဇက်ကမမှန်တာတွေပြောမယ်စိတ်ကမကောင်းတာတွေကြံမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကကိုချစ်တယ်ပြောပြီးမှတကယ်ချစ်တာမရောက်ဘူးပဲကိုတကယ်ချစ်တယ်ဆိုရင်ပါဇက်ကလည်းမမှန်တာတွေမပြောနဲ့မမှားတာတွေကိုရှောင်ပေါ့ခန္ဓာကိုယ်လည်းဒုစရိုက်တွေမလုံးနဲ့စိတ်ကလည်းမကောင်းတာတွေမကြံနဲ့အဲ့ဒီပုဂ္ဂိုလ်ဒီသားလေကိုတကယ်ချစ်တဲ့လူဆိုတာဖြစ်လိမ့်မယ်ဟောသလားကဒီလိုနောက်ထပ်ဆက်တွေးတာအဲ့ဒီအတွေးကိုမြတ်စွာဘုရားသွားလျှောက်တယ်မြတ်စွာဘုရားတပည့်တော်ဒီလိုတွေးမိပါတယ်ဗျာတပည့်တော်တွေးလေအမှန်မှန်ဆိုဘုရားသွားလျှောက်တယ်မြတ်စွာဘုရားတခါကြီးတွေးတဲ့အတိုင်းမှန်နေတဲ့မြတ်စွာဘုရားကထောက်ခံတယ်ဟုတ်ပြီလားဒါဆိုတော်ကောင်းတို့တွေလူတိုင်းကိုမချစ်ဘူးလားကိုချစ်တယ်ဆိုရင်တော်ကောင်းတွေဘာကိုရှောင်ရမလဲဒုစရိုက်၃ပါးကိုရှောင်ရမယ်ဒုစရိုက်ဘယ်နှပါလဲကာယဒုစရိုက်၃ပါးဝစီဒုစရိုက်၄ပါးမနောဒုစရိုက်က3ပါးစုစုပေါင်းတော့ဒုစရိုက်10ပါးပေါ့ဟုတ်လားအနည်းဆုံးရင်တော့ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ကာယဒုစရိုက်ဆိုတာခန္ဓာကိုယ်နဲ့တတ်တာခန္ဓာကိုယ်နဲ့ခိုးတာခန္ဓာကိုယ်နဲ့သူများအိမ်ဟာကျူးကျော်တာဒါကာယဒုစရိုက်3ပါးခေါ်တယ်ကိုချစ်တယ်ဆိုရင်အဲ့ဒီကာယဒုစရိုက်3ပါးကိုလည်းရှောင်ကြပါနောက်တစ်ခါမုဒ္ဒဝါဒပိတုနာဝါစာပရုဒ္ဒဝါစာတံဖတ်ပလာပါ
ဝစီဒုစရိုက်၄ပါးအဲ့ဒါလည်းပဲရှောင်ကြပါနောက်တစ်ခါအဘိဓါဗျာပါဒမိစ္ဆာဒိဋ္ဌိမနောဒုစရိုက်က၃ပါးအဲ့ဒါတွေကိုလည်းရှောင်ကြအဲ့ဒါဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကကိုယ့်ကိုယ်ကိုတကယ်ချစ်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီတဲ့မြတ်စွာဘုရားဒီလိုပြောတာဟုတ်ပြီလားအဲ့ဒီနေရာမှာမြတ်စွာဘုရားကဒီမှာလက်ဆောင်လေးတစ်ခုထပ်ပေးတယ်အဒါနေစေပိယဇေညာနနံပါပေနတန်ယုစေနာယိတံသုလဗံဟောတိဒုက္ခံဒုက္ခရကာရိနောမဟာရာဇတိုင်းကြီးသခင်ပြည်ဘယင်ဟုခေါ်တွင်မြည်ဟိကောသလဘယင်မင်းကြီးအဒါနမိမိကိုယ်ကိုပိယချစ်ဆုံးဟု၍စေစင်ညာကဲ၍များသိခဲ့မယ်ဆိုရင်နန္တောအချစ်ဆုံးလို့ခေါ်တဲ့မိမိရဲ့ခန္ဓာကိုယ်ကြီးကိုပါပေနယုံမှလှစွာသောအကုသိုလ်အညစ်အကြေးတွေနဲ့နာတန်ယူစေဘယ်တော့မှမရှင်ကြပါစေနဲ့ဟိကသမဘာဖြစ်လို့လဲလို့မေးရင်ဒုက္ခရာကာရိနောမကောင်းတာတွေပြုပါများပြီးတော့နေတဲ့ပုဂ္ဂိုလ်သည်ဒုက္ခံချမ်းသာဒုက္ခကိုဝါကောင်းတဲ့လုပ်ငန်းတွေကိုနဒုက္ခရလွယ်လွယ်ကူကူနဲ့လုံနိုင်ရနိုင်ဖို့ဆိုတာနတိယဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးရဲ့လို့ဘေကဝဘုံတော်6ပါးသခင်ဘုရားရှင်ကိုတော်မြတ်ကဒေသေတိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းဘုရင်ကြီးတဲ့ကိုယ့်ကိုယ်ချစ်ဆုံးပေးရလို့သိထားရင်ခန္ဓာကိုယ်နဲ့မကောင်းတာတွေမလုပ်ပါနဲ့ဟုတ်ပြီလားဒုက္ခရကာရီနောတဲ့ဘုရားပြောတဲ့စကားလေးကမကောင်းတာတွေလုပ်ပါများတဲ့ပုဂ္ဂိုလ်ဟာဒုက္ခကောင်းတဲ့လုပ်ငန်းတွေကိုဒုက္ခရလွယ်လွယ်ကူကူနဲ့လုပ်နိုင်ဖို့ဆိုတာနာသိရမှာဖြစ်နိုင်တော့ပြောကျင်တဲ့အဓိပ္ပာယ်ကမကောင်းတာလုပ်များတဲ့ပုဂ္ဂိုလ်ကကောင်းတာလုပ်ဖို့ရန်အတွက်ဘာဖြစ်သွားတော့ခဲရင်သွားမကောင်းတာလုပ်ပါများတဲ့ပုဂ္ဂိုလ်ကလည်းကောင်းတာလုပ်ဖို့ရန်အတွက်သူတို့ကောင်းနေဘာဖြစ်လို့ခဲရင်တယ်ဟုတ်ပြီလားကောင်းတာလုပ်ပါများတဲ့ပုဂ္ဂိုလ်ကလည်းမကောင်းတာလုပ်ဖို့ရန်အတွက်ဘာဖြစ်လာတော့ခဲရင်သွားအဲကြောင့်မို့ကိုယ့်ကိုယ်တကယ်ချစ်တယ်ဆိုရင်မကောင်းတာတွေကိုရောနှုတ်ရောစိတ်ရောမလုပ်ပါနဲ့တဲ့ဘာဖြစ်လို့မေးမကောင်းတာလုပ်ပါများသွားတဲ့ပုဂ္ဂိုလ်ကကောင်းတာလုပ်ဖို့ရန်ကြရန်ခဲရင်သွားရဲဆွဲနေတဲ့ပုဂ္ဂိုလ်တယောက်ကြည့်ပေါ့မကောင်းတာလုပ်ပါများတော့ပြိဿမကောင်းမှန်သိလာသည့်တိုင်အောင်ပဲဒီအရက်ဖြတ်ဖို့လွယ်သေးလားမလွယ်ဘူးခဲရင်သွားပြီဟုတ်လားဒီတိုင်းပဲဗဇက်ကမဟုတ်တာပြောနေကြပုဂ္ဂိုလ်ကလည်းပဲကောင်းတာပြောဖို့ရန်ဒီဗဇက်ကဘာဖြစ်လာတော့ခဲရင်သွားတယ်ဟုတ်ပြီနော်ရသော်ဗျာဥပမာပေးတယ်ပါစိနာနေတော်ပါစိနာပေါ်တော်ပါစိနာပပတော်တဲ့အရှိဘက်ကိုရိုက်နေတဲ့တစ်ပင်ကြီးတဲ့ဘာနဲ့မှစိုင်းမထားပဲနဲ့အောက်ကနေတစ်ပင်ခြေကနေဓာတ်နဲ့ခုတ်ပြီးလှည့်ကြည့်လိုက်လဲရင်အဲ့တစ်ပင်ကြီးဘယ်ဘက်လဲမလဲမေးရင်အရှိဘက်ပဲလဲဘာဖြစ်လို့တော့မေးငကိုကလေးကတစ်ပင်ကရှေ့ဘက်မှာရိုင်နေလို့ဟုတ်လားဒီတိုင်းပဲခန္ဓာကိုယ်ရောစိတ်ရောဗဇက်ရောကမကောင်းတာပြောပါများနေတဲ့ပုဂ္ဂိုလ်ကဗဇက်ကထွက်လိုက်ရရင်ကိုမကောင်းတာထွက်လိုက်တာပဲဥပမာမကောင်းတာပြောနေကြပုဂ္ဂိုလ်ကခါလေးသွားတိုးလိုက်ရင်တော့ဗဇက်ကမကောင်းတာရောင်းလာတာဟုတ်လားအကောင်းတာလောက်ပါများတဲ့ပုဂ္ဂိုလ်ကခါလေးသွားတိုးလိုက်ရောင်းရင်တော့ကောင်းတာရောင်းလာတာဟုတ်တယ်မဟုတ်လားဒီနားမှာတိတုတ်တိုင်းဆိုတာဆရာတော်ကြီးတစ်ပါးရှိသေးတယ်အမြဲတမ်းပါဇက်ကဘုဒ္ဓနဲ့ရွတ်။အိုးဆရာတော်ပါဇက်ကလည်းတစ်ခါလာဘုဒ္ဓတစ်ခါလာဘုဒ္ဓနဲ့ဘာမှမသိဘုဒ္ဓကြီးရွတ်တာ။အိုးမဟုတ်တာထွက်မဲ့တူဘုဒ္ဓထွက်တာတော်သေးတာပေါ့ကွာဆိုတာလေ။ဟုတ်လား။ကိုယ်ပါဇက်ကအမြဲတမ်းသူတော်ကောင်းတက်လေးကူးအောင်လုပ်ကြတာပြောတာပါ။အဲ့တော့မြတ်စွာဘုရားကဒီနေရာမှာဒုက္ခရကာရီတော့မကောင်းတာတွေလုပ်မှများတဲ့ပုဂ္ဂိုလ်ဟာပါဇက်နဲ့ပဲဖြစ်ဖြစ်စိတ်နဲ့ပဲဖြစ်ဖြစ်ကိုယ်နဲ့ပဲဖြစ်ဖြစ်မကောင်းတာလုပ်မှများပြီဆိုရင်ကောင်းတာလုပ်ဖို့ရန်ဘာဖြစ်တော့ခဲရင်တယ်ဟုတ်ပြီလားခဲရင်တယ်ထို့တူပဲတဲ့ပါဇက်နဲ့ရောစိတ်နဲ့ရောကိုယ်နဲ့ရောကောင်းတာလုပ်မှများတဲ့ပုဂ္ဂိုလ်ကလည်းပဲမကောင်းတာလုပ်ဖို့ရန်ဘာဖြစ်တော့ခဲရင်တယ်တဲ့ကြံလိုက်ရင်လည်းကောင်းတာပဲကြံမယ်ပြောလိုက်ရင်လည်းကောင်းတာပဲပြောမယ်လှုပ်လိုက်မယ်ဆိုရင်ကောင်းတာပဲလှုပ်လိုက်မယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဟာနိဗ္ဗာန်နေတော့နိဗ္ဗာန်ပပတော့နိဗ္ဗာန်ကိုပဲညွတ်ပြီးနိဗ္ဗာန်ကိုပဲကိုက်ပြီးနိဗ္ဗာန်ကိုပဲရှိုင်းတာပါတဲ့ဒီလိုပြောတယ်နော်အေးခဏဒကမာကြီးတော်တောင်းကြီးအသက်ရှင်စဉ်ကာလဦးဇနုနဲ့တိစဉ်ကာလကလေးကဒကမာကြီးကဟာဦးဇနုဆိုဘာလို့တော့ဆိုပြီးတော့လိုတာဖြည့်ဆည်းပေးပါဇက်နဲ့လည်းပဲဆောင်ရွက်ပေးတယ်လို့ပဲလက်တွေ့ကြကြတဲ့ဦးဇနုတို့ပေါ်မှာအများကြီးကူညီဆောင်ရွက်ပေးလို့ဦးဇနုကနေ့ဒီလိုခြေနေရောက်တာဒကမာကြီးရဲ့ကောင်းမှုတွေအများကြီးပါပါတယ်ဗျာဟုတ်ပြီလား
အဲ့လိုကောင်းမှုတွေရှိထားတဲ့ပုဂ္ဂိုလ်အတွက်မဟာနာမင်းကြီးကမြတ်စွာဘုရားကိုလျှောက်တဲ့အခါမာဘာယိမဟာနာမမာဘာယိမဟာနာမတဲ့ကောင်းမှုရှိထားတဲ့ပုဂ္ဂိုလ်တွေဟာအပပကံဒီမရဏဘဝိတ္တိတဲ့မကောင်းတဲ့သေခြင်းဆိုတာမဖြစ်နိုင်ပါဘူးတဲ့နိဗ္ဗာန်ကိုညွတ်ပြီးနိဗ္ဗာန်ကိုကိုက်နေတဲ့ပုဂ္ဂိုလ်မျိုးတွေရဲ့သေခြင်းဟာမကောင်းတဲ့သေခြင်းမဖြစ်နိုင်ဘူးလို့ဒီလိုပြောပါတယ်ဗျာဟုတ်ပြီလားဒီနေရာမှာမန္လိကအကြောင်းပြုပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကောသလဘုရင်ကြီးကိုဟောတဲ့တရားလေးသူတော်ကောင်းတို့တွေအမှတ်ကြည့်လိုက်ပါလူတိုင်းဟာကိုယ့်ကိုယ်ချစ်တာမှန်တယ်ကိုယ့်ကိုယ်တကယ်ချစ်တယ်ဆိုရင်ကိုချစ်တဲ့ဒီခန္ဓာကိုယ်ကြီးနဲ့မကောင်းတာတွေကိုမလုပ်နိုင်ရမယ်ရှောင်ရှားနိုင်ရမယ်ဟုတ်လားမကောင်းတာတွေမရှောင်ရှားနိုင်ဘူးဆိုရင်ကိုယ်ခန္ဓာကိုယ်ကြီးကိုတကယ်ချစ်ရမရောက်ဘူးလို့ဒီလိုနားလဲရဟုတ်ပြီလားပါဇက်နဲ့ရောစိတ်နဲ့ရောကိုယ်နဲ့ရောငါမကောင်းတာတွေရှောင်ရှားနိုင်ပြီဆိုရင်ကိုယ့်ကိုယ်တကယ်ချစ်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီလို့ဒီလိုမှတ်ပါဟုတ်ပြီလားကိုယ့်ကိုယ်ချစ်ပြီးတော့မှမကောင်းတာတွေရှောင်ရှားတာများလာတဲ့ပုဂ္ဂိုလ်ကလည်းပဲပြိဿကြီးကောင်းတာလုပ်ဖို့ရန်လွယ်ကူသလောက်မကောင်းတာလုပ်ဖို့ရန်သူဘာဖြစ်လာမလို့ခဲရင်လာလိမ့်မယ်တဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဖြစ်အောင်ကျင့်ဖို့မြတ်စွာဘုရားဟောတာပါဟုတ်ပြီလားအဲ့ဒါကြောင့်မို့အလုံးတော်သူတော်ကောင်းတို့တွေဤကဲ့သို့ဓမ္မတိအလုံးကိုယ်စီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲဒေသနာဏိဂုံကမ္ဘာဖုံးကြပါစို့ဤမန္ဓမ္မဒေသနာဤတရားဒေသနာတော်ကိုသုတ်တော်ဝါနာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်သူတော်ကောင်းပေါင်းတို့မှာဒုံမေကံလမ်းမနိမခရီးမာကိုဝိဝဇိတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမေကံလမ်းမနိမခရီးမှန်ကိုဥဆုံးဖြောင်းပြောက်မတ်မှန်ရန်တူကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သတည်း